မိမိလုပ်ငန်းအတွက်တင့်တော်တဲ့ရုံးခန်းနေရာတစ်ခုရှာနေပါသလားစီးပွားရေးလုပ်ငန်းတွေအတွက်လိုအပ်ချက်တိုင်းကိုတနေရာထဲမှာပြည့်စုံဖြည့်ဆည်းပေးနိုင်တဲ့မြန်မာစင်တာ Office Tower ရန်ကုန်မြို့ရဲ့စီးပွားရေးဆက်ကြတဲ့နေရာတစ်ခုဖြစ်တဲ့မြန်မာစင်တာ Office Tower မှာဆိုရင်လုပ်ငန်းအမျိုးအစားလိုက်ဝန်ထမ်းအနည်းငယ်ကနေဝန်ထမ်းရာချီထောင်ချီအထိကျွန်တော်လုပ်ငန်းနေရာတွေကိုကျွန်တော်မှားရန်အသုံးပြုလို့ရပါတယ်ဥပမာကျွန်တော်မိမိစိတ်ကြိုက် customize ဒါကိုယ့်ရဲ့ရုံးခန်းအကျဉ်းကျယ်ကိုပြင်ဆင်လို့ရတယ်ဒါအပြင်ရုံးခန်းဖွဲ့စည်းပုံဒါကိုလည်းကျွန်တော်ရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်စီးပွားရေးကိုဝန်ထမ်း3-4ယောက်နဲ့စမယ် startup business လားဒါမှမဟုတ် pre-book ကအပြည့်စုံနဲ့အသင့်ရုံးထိုင်လို့ရမယ်ရုံးခန်းကိုရှာနေတာလားဒီလို service office ကိုငှားမယ်ဆိုရင်ကိုယ်တိုင်ရုံးခန်းပြင်ဆင်စရာမလိုဘဲနဲ့ကုန်ကျစရိတ်ကိုသက်သာစေမှာဖြစ်ပါတယ်ဥပမာ edge counter နားနေကန်24နာရီဒါအရန်မီးပေးစင်းနဲ့ပြီးတော့ aircon တကယ်ကို high speed internet စသဖြင့်ကျွန်တော် facility ပြည့်စုံပါဝင်မှာဖြစ်ပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချဖို့မီတင်ခန်းလိုအပ်နေပါလားဒီလိုစီးပွားရေးအဆောက်အအုံကြီးတစ်ခုမှာမီတင်လုပ်တယ်ဆိုကြတဲ့က first impression အရင်ကောင်းနေပါပြီအဲ့တော့ professional ကြတဲ့ပတ်ဝန်းကျင်တစ်ခုမှာမီတင်ခန်းကောင်းကိုအသုံးပြုမယ်ဆိုရင်တော့မြန်မာစင်တာ office tower ဆက်သွယ်တယ် workshop seminar training စတဲ့ပွဲအခမ်းအနားတွေပြုလုပ်လို့ရတဲ့ fashion room လိုမျိုးခန်းမကိုရှာနေလားဒီဆိုရင်လူအယောက်80ဆန်းနဲ့ခန်းမတစ်ခုကကျွန်တော်တို့မြန်မာစင်တာ office tower မှာရှိနေပါတယ်ရတဲ့ facility တွေကတော့ကျွန်တော်တို့24နာရီအရန်မီးပေးတဲ့စနစ် high speed internet aircon audio unit ကျွန်တော် projector စသဖြင့် facility အပြည့်စုံပါဝင်မှာဖြစ်ပါတယ်မြန်မာငွေ1000ခန်းလောက်ပဲကြားမယ်အလုပ်စပွဲနေရာ co-working space ကြောင်းကျွန်တော်ပြောပါမယ်ဒါကတော့ကျွန်တော်လူငယ်တွေအတွက်အဓိကထားပြီးတော့လုပ်ပြီးတော့မလို့ဈေးကလည်းတော်တော်တန်တယ်ဗျပတ်ဝန်းကျင်ကောင်းတဲ့နေရာလေးတစ်ခုမှာအလုပ်လုပ်ချင်တယ်ကျွန်တော်တို့ freelancer တွေအဝေးကနေအလုပ်လုပ်ပြီးနေတဲ့ remote job သမားတွေ online student တွေအတွက်အကောင်းဆုံးဖြည့်ရှင်းခြင်းတစ်ခုဖြစ်ပါလိမ့်မယ်ကဲအဲ့တော့မြန်မာ Center Office Tower မှာအလုပ်စပွဲခါရမ်းပေးတဲ့ co-working space ဝန်ဆောင်မှုကတော့အမခံပါအလုပ်တွေများလို့စိတ်တွေရှုပ်လာတယ်ဆိုရင်လေရုံးခန်းကနေအင်အားကန် view လေးကိုကြည့်ပြီးတော့ relax လုပ်လို့ရတယ်ရှင်းတယ်မြန်မာနိုင်ငံရဲ့ထိပ်တန်းဘဏ်တွေတနေရာထဲမှာရှိနေတော့ကိုယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ငွေကြေးဆိုင်ရာကိစ္စတွေကိုဟိုဘဏ်သွားလိုက်ဒီဘဏ်သွားလိုက်နဲ့အချိန်ကုန်စရာမလိုတော့ဘူးအလုပ်ပြီးပြီဆိုရင်လည်း chill မှာပေါ့နော်အဲ့တော့ Honda Bocha ရဲ့ပြီးတော့ Bobu Rasaf ရဲ့ဒီအောက်မှာရှိနေတာဖြစ်တဲ့အတွက် let's chill togetherရန်ကုန်မြို့ရဲ့လူနေထူထပ်တဲ့နေရာမှာတည်ရှိတော့သွားမယ်စားမယ်တောက်မယ်ဘာမှပူစရာမလိုတော့အဲ့တော့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေမြင့်တင်ဖို့စတင်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်